တာလီစောပါဒီကနေ့ဧပြီလ23ရက်နေ့နရင်းစရာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမအိမ်မြတ်ခိုင်ကတင်ဆက်ပေးသွားမှာပါဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ကြောက်ဖြူကိုဆန်တွေတင်သွင်းခွင့်ပိတ်ထားပြီးဆန်ရှာပါလာတာကိုအခွင့်ကောင်းယူကစစ်တပ်နဲ့နှိစက်သူတွေကဈေးတင်ရောင်းချနေတဲ့ဆိုတဲ့သတင်းမလေးရှားနိုင်ငံကွမ်တန်းပြည်နယ်မှာရခိုင်လူမျိုးတယောက်တပ်ဖြတ်ခံရတဲ့ဆိုတဲ့သတင်းရခိုင်ကနေဘင်္ဂလားဒေ့ရှ်ကိုကျွန်းနွားတွေတင်သွင်းရမှာနေဆက်ဒေသကော်မတီရဲ့ခေါင်းပုံဖြတ်မှုကြောင့်ကုန်သေးတွေအခက်တွေ့နေရတဲ့ဆိုတဲ့သတင်းတွေအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ကြောက်ဖြူမျိုးပေါ်ကိုနေကဆန်တွေတင်သွင်းခွင့်ကိုပိတ်ပင်ထားပြီးဆန်ရှားပါလာနေတဲ့အချိန်မှာစစ်တပ်နဲ့နှိစက်သူတွေကဆန်တွေကိုရန်ကုန်ကမှာယူကဈေးတင်ရောင်းချမှုတွေရှိနေတယ်လို့သိရပါတယ်။နေဘက်ဒေသတွေကနေမြို့ကိုဆန်တင်သွင်းဖို့သွာလာခွင့်တွေမရှိတာကြောင့်လက်လုံလက်စားတွေဟာလည်းအခက်အခဲဖြစ်လာနေရတယ်လို့ကြောက်ဖြူမြို့ခံအမျိုးသမီးတယောက်ကပြောပါတယ်။ကြောက်ဖြူခရိုင်ကနှစ်စဉ်ထွက်လာတဲ့ဆန်တွေဟာဒေသအတွင်းပြည်သူတွေအတွက်ဖူလုံတဲ့အပြင်ပိုရှန်တယ်လို့လည်းသိရပါတယ်။ဒါပေမဲ့လည်းဒီနှစ်အတွင်းကျေးလက်ဒေသကဆန်စပါးတွေကိုကြောက်ဖြူမြို့ပေါ်ကိုတင်သွင်းခွင့်တွေကိုစစ်ကောင်စီကတင်းတင်းကြပ်ကြပ်တားမြစ်ပိတ်ပင်ထားတဲ့အတွက်ကြောင့်အခုလိုဆန်ရှားပါနေရတာဖြစ်တယ်လို့လည်းသိရပါတယ်။အခုလိုဆန်ရှားပါတဲ့အချိန်မှာဆန်နဲ့အခြေခံစားတောက်ကုန်တွေကိုရန်ကုန်ကနေစစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်နေတဲ့ခရိုနီအတိုင်းအဝိုင်းတွေကအလွယ်တကူမှာယူကခေါင်းပုံဖြတ်ဈေးတင်ရောက်ချနေကြတယ်လို့လည်းဒေသခံတွေကပြောဆိုကြတာပါ။ကြောက်ဖြူမြို့နယ်အပါအဝင်ကြောက်ဖြူခရိုင်မှာ2021-2022ခုနှစ်စာရင်းတွေအရမိုးစပါး3,600,2194ဧကစိုက်ပျိုးပြီးရိတ်သိမ်းဧက3,600,1495ဧကရှိရမှာအထွန်းနှုန်းအားဖြင့်တဧကကို59.95အထက်ရှိခဲ့ပြီးစုစုပေါင်းခံမှန်းခြေ93,58,000တင်ထွက်ရှိခဲ့တယ်လို့ DOCA ရဲ့ထုတ်ပြန်ချက်တွေအရသိရှိရပါတယ်။မလေးရှားနိုင်ငံကွမ်တန်းပြည်နယ်မှာရခိုင်လူမျိုးတယောက်အသက်ဖြတ်ခံရပြီးအလောင်းကိုဧပြီလ20ရက်နေ့ကတွေ့ရှိခဲ့ရတယ်လို့သတင်းရရှိပါတယ်။အသက်ခံရသူဟာရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်စိုင်ရှုံကျေးရွာကဦးဖိုးလှကြီးဖြစ်တယ်လို့သိရပါတယ်။သူဟာမလေးရှားကိုရောက်ရှိလာတာ4လလောက်သာရှိသေးပြီးမြန်မာနိုင်ငံကိုပြန်ဖို့မလေးရှားနိုင်ငံကွမ်တန်းပြည်နယ်ပွေးစားကြီးနေအိမ်မှာတိတ်ခွနေစဉ်ညအချိန်အပြင်ကိုထွက်ရာကနေတပ်ဖြတ်ခံရတာဖြစ်တယ်လို့မလေးရှားကိုရောက်ရှိနေတဲ့ရခိုင်လူမျိုးတယောက်ကပြောဆိုပါတယ်။ဦးဖိုးလှကြီးတည်ဆုံမှုနဲ့ပတ်သက်ပြီးတပ်ဖြတ်သွားတဲ့တရားခံကိုလက်ရှိအချိန်အထိဖော်ထုတ်နိုင်တာမရှိသေးသလိုတရားစွဲဆိုဖို့ကလည်းတရားလိုဘက်ကလူတွေမှာအထောက်အထားတွေမရှိတာကြောင့်အဆင်မပြေဖြစ်နေရတယ်လို့သိရပါတယ်။တည်ဆုံသူဦးဖိုးလှကြီးအတွက်အမှုမှန်ပေါ်ပေါက်စေခြင်းပြီးဝိုင်းဝန်းကူညီပေးဖို့အတွက်လည်းမလေးရှားရောက်ရခိုင်လူမျိုးတွေကတောင်းဆိုထားကြပါတယ်။ရခိုင်ကနေဘင်္ဂလားဒေ့ရှ်ကိုကျွန်းနွားတွေတင်သွင်းရောင်းချရမှာဒေသခံတွေဖွဲ့စည်းထားတဲ့ကော်မတီရဲ့ခေါင်းပုံဖြတ်မှုတွေကြောင့်အခက်အခဲတွေနဲ့ကြုံတွေ့နေကြရတယ်လို့ကျွန်းနွားကုန်သည်တွေကနရီစရာသတင်းဌာနကိုပြောဆိုပါတယ်။ရခိုင်ဒေသကနေဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကိုကျွန်းနွားတွေတနိုင်တစ်ပိုင်းတင်သွင်းပို့ချရမှာမောင်တော်မြောက်ပိုင်းကုန်းလန်းကိုအုံပြုတင်သွင်းနေကြရတာဖြစ်ပြီးအဲ့ဒီကော်မတီကဝယ်ရောက်ချေလေးတဲ့အပြင်ခေါင်းပုံဖြတ်မှုတွေရှိနေတယ်လို့နွားကုန်သည်တယောက်ကပြောပြပါဗျ။ဒေသအတွင်းဖွဲ့စည်းထားတဲ့ကျွန်းနွားကော်မတီဟာအရင်နွားတကောင်ကိုဘင်္ဂလားဒေ့ရှ်တာကာငွေ2,000မြန်မာငွေ9,000လောက်ကော်မရှင်ကြေးကောက်ယူနေရကနေလက်ရှိမှာတော့တာကာငွေ1,500-2,000အထိကောက်ခံမှုတွေရှိနေတယ်လို့ပြောဆိုကြပါဗျ။ရခိုင်ကုန်သည်တွေဟာအဲ့ဒီကော်မတီကကြားခံပြီးတစ်ဆင့်ရောင်းချကြရပြီးကော်မတီကကျွန်းနွားတကောင်မှာသိမ်းရှိပြီးကော်မရှင်ခရရှိနေကြတယ်လို့လည်းနွားကုန်သည်တယောက်ကပြောဆိုပါဗျ။ဘင်္ဂလားဒေ့ရှ်ဘက်ကဝယ်ယူသူတွေကိုကုန်သည်တွေအနေနဲ့စိတ်ကြရောင်းချလို့မရဘဲကော်မတီကလက်ဝါးကြီးအုပ်ထားတဲ့အတွက်ကြောင့်ကျွေးနွားရောင်းချရတဲ့အခါမှာအခက်အခဲတွေရှိနေတယ်လို့ကုန်သည်တွေကပြောကြပါဗျ။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ဆက်လက်ပြီးပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့လာရှိုမျိုးကိုစစ်ကောင်စီထံရှုံးမွေစွာလွှဲပြောင်းပေးအပ်တာကိုမျက်မြင်သက်သေခံသွားမယ်လို့တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကမနေ့ကပြောဆိုခဲ့ပါတယ်။ပုံမှန်သတင်းစာရှင်းလင်းပွဲမှာသတင်းထောက်တယောက်ရဲ့မေးမြန်းချက်ကိုဧပြီလ22ရက်နေ့ကမစ္စတာကော်ဂျာခွန်ကဖြေကြားခဲ့တာဖြစ်တယ်လို့မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးကထုတ်ပြန်ထားပါတယ်။ကုမင်ငင်းချမ်းရေးတွဲဆုံဆွေးနွေးပွဲမှာ
မြန်မာနိုင်ငံအစိုးရနဲ့ MNDAA တို့ရဲ့သဘောတူညီချက်တွေကိုအကောင့်ထွေးဖော်နိုင်ဖို့နှစ်ဖက်ပူးတွဲဖိတ်ကြားချက်အရတရုတ်ပြစ်ခတ်ရက်စဲမှုစောင့်ကြည့်ရေးအဖွဲ့ကိုလာရှိုးမြို့ကိုဆေလွှတ်ခဲ့တာဖြစ်တယ်လို့မစ္စတာကောကြောက်ခွန်ကဆိုပါတယ်။ဒီလိုဆေလွှတ်ပြီးစစ်ကောင်စီနဲ့ MNDAA တို့အကြားအပြစ်အခတ်ရက်စဲရေးကိုစောင့်ကြည့်သွားမယ်လို့လည်းသူကဆိုပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့ကိုသိမ်းပိုက်ထိန်းချုပ်ထားတဲ့ MND ကိုကန့်တပ်တွေပြန်လည်ဆုတ်ခွာပြီးတဲ့နောက်ဧပြီလ22ရက်နေ့မှာတော့စစ်ကောင်စီတပ်ကမြို့ရဲကိုဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။စစ်ကားအစီးရေ90ထက်မနည်းဟာမနက်အစောပိုင်းကနေစတင်ရောက်ရှိလာခဲ့ကြတာဖြစ်တယ်လို့လာရှိုးမြို့ခံဒေသခံတွေစီကနေသိရပါတယ်ရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့အိန္ဒိယပိုင်ဂျမူးနဲ့ကက်ရှ်မီးယားမှာတနက်သမားတွေကခရီးသွား24ယောက်ကိုတပ်ဖြတ်သွားခဲ့တယ်လို့သိရပါတယ်။ဒီတပ်ဖြတ်မှုဟာဧပြီလ22ရက်နေ့ကဖြစ်ပွားခဲ့တာဖြစ်ပြီးအနည်းဆုံးလူ24ယောက်သေဆုံးခဲ့ရကဒီဖြစ်ရပ်ဟာဒီနှစ်အတွင်းအရက်သားတွေကိုအဆိုးဝါးဆုံးတိုက်ခိုက်မှုဖြစ်တယ်လို့အကြီးတန်းရေးအရာရှိတယောက်ကပြောကြားခဲ့ပါတယ်။ဝန်ကြီးချုပ်နရန်ဒရာမိုဒီကရက်ဆက်ကြမ်းကြုတ်တဲ့လုပ်ရက်အဖြစ်ရှုတ်ချလိုက်ပြီးတိုက်ခိုက်သူတွေကိုတရားဥပဒေကြောင်းအရအရေးယူအပြစ်ပေးသွားမယ်လို့လည်းကတိပြုပြောဆိုထားပါတယ်။အီလန်ညွန်တယောက်ဟာတနက်တန်ကြားပြီးတဲ့နောက်အခင်းဖြစ်ပွားရာနေရာကိုရောက်ရှိလာခဲ့ကဒဏ်ရာရရှိသူတချို့ကိုမြင်းပေါ်တင်ပြီးအဝဲကိုပို့ဆောင်ခဲ့တယ်လို့လည်းနိုင်ငံတကာသတင်းဌာနတွေမှာဖော်ပြထားပါတယ်။တိုက်ခိုက်မှုဟာခီးသွားတွေကိုအဓိကပြစ်မှတ်ထားတိုက်ခိုက်တာဖြစ်ပြီးအဲ့ဒီနေရာဟာလန်ခီအဖြစ်ရှရီနာဂါမြို့ရဲ့55မိုင်အကွာမှာတည်ရှိတယ်လို့သိရပါတယ်။အခုဖြစ်ရဟာအိန္ဒိယနိုင်ငံကို၄ရက်ကြာခရီးရောက်ရှိနေတဲ့အမေရိကန်ဒုတိယသမ္မတနဲ့မိုဒီတို့တွေ့ဆုံပြီးတဲ့နောက်တရက်အကြာမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။နရင်းစရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမတို့နရင်းစရာကထုတ်လွှင့်တဲ့သတင်းတွေကို www.narinzaya.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နရင်းစရာရုပ်သံကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျမ်းမာရှင်လန်းကြပါစေရှင်။